ထိုင်းနိုင်ငံရဲ့ယုဒ္ဓယခေတ်ကယုဒ္ဓယမင်းသမီးတစ်ပါးဟာမြန်မာဘုရင်စီဆက်တာခံခဲ့ရပြီးမြန်မာဘုရင်ရဲ့အချစ်တော်မိဖုရားတစ်ပါးတူဖြစ်ခဲ့ပူပါတယ်မြန်မာတမိုင်းရဲ့ဖုန်တကိုအကြီးမားဆုံးလို့ပြောလို့ရတဲ့ဘင်းအောင်မင်းတမကြီးရဲ့မိဖုရားတစ်ပါးဖြစ်ခဲ့ပူတဲ့ယုဒ္ဓယမင်းသမီးတစ်ပါးလည်းဖြစ်ပါတယ်ယခုထိထိုင်းနိုင်ငံရဲ့သမီးတစ်ပါးဖြစ်၎င်းထိုင်းလူမျိုးများရဲ့ကိုယ်ဝယ်ထားကြတဲ့နတ်တစ်ပါးဖြစ်၎င်းရှိနေပါသေးတယ်အားလုံးပဲမင်္ဂလာပါသူမရဲ့နာမည်ကတော့စုပန်ကလျာပဲဖြစ်ပါတယ်စုပန်ကလျာကိုထိုင်းနိုင်ငံရဲ့စူကိုထိုင်းခင်မှာဆိုဆန်ခဲ့တဲ့ယုဒ္ဓရာဘုရင်မင်းကြီးမဟာဓမ္မရာဇာတိရာဇာ၏သမီးတော်တစ်ပါးဖြစ်ပါတယ်နေရဆန်မင်းသားနဲ့နောင်ခါယုဒ္ဓရာဘုရင်ဖြစ်လာမဲ့ဣကထက်မင်းသားတို့ရဲ့အမတော်လည်းဖြစ်ပါတယ်စုပန်ကလျာရုပ်ရည်အမတန်ချောမောလှပတဲ့မင်းသမီးလည်းဖြစ်ပါတယ်စုပန်ကလျာကိုရွှေအစင်ကတ်တို့အသားရည်ချောင်းမွေသူဖြစ်ယုဒ္ဓရာဇဝင်များကမှတ်တမ်းတင်ထားပါတယ်1569ခုနှစ်မှာဘုရင်တော်မင်းတရားကြီးကိုတော်တိုင်ယုဒ္ဓရာကိုချစ်သက်သိမ်းယူခဲ့ပါတယ်လက်ရှိယုဒ္ဓရာဘုရင်ကိုထိနှံကဖြုတ်ချပြီးစုပန်ကလျာ၏ဖခင်မိတော်ကိုထိနှံတင်ပြီးပြန်လာခဲ့ပါတယ်ယုဒ္ဓရာဘုရင်အသစ်လည်းဘုရင်တော်မင်းတရားကြီးကိုတစ္ဆာခံသည့်အနေဖြင့်သူ့၏သမီးတော်စုပန်ကလျာကိုဆက်သခဲ့ပါတယ်ထိုအချိန်မှာစုပန်ကလျာ၏အသက်ဟာ18နှစ်သာရှိပါသေးတယ်ဘုရင်တော်မင်းတရားကြီးလည်းယုဒ္ဓရာမင်းသမီးစုပန်ကလျာနှင့်မောင်တော်နေရဆန်းတို့မောင်နှမနှစ်ယောက်ကိုဟန်တာဝတီတို့ခေါ်ဆောင်လာပြီးစုပန်ကလျာကိုတော့မိဖုရားမြောက်ခဲ့ပါတယ်။နေရဆန်းမင်းသားကိုတော့တားဖြစ်မွေးစားတော်မူခဲ့ပါတယ်။စုပန်ကလျာဟာယုဒ္ဓရာနိုင်ငံကိုဘလောက်တီချစ်တယ်လဲဆိုရင်ယုဒ္ဓရာမှာမြေကြီးကိုဟန်တာဝတီတို့တည်ဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ဘုရင်တော်မင်းတရားကြီးနဲ့လည်းသမီးတော်တစ်ပါးထွန်းကားခဲ့ပါတယ်။ဒီလိုနဲ့မင်းတရားကြီးနတ်ရွာဆန်ပြီးတဲ့နောက်မှာတော့တားတော်နန္ဒဘုရင်နန်းတက်လာခဲ့ပါတယ်။နန္ဒဘုရင်နတ်တက်ပြီးမြန်မာယုဒ္ဓရာစစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နန္ဒဘုရင်သားတော်အင်ရှင်မင်းသားအင်ရှင်ဥပယသာထိုစစ်ပွဲမှာကြာဆုံးသွားခဲ့ပါတယ်။သူ့ရဲ့သားတော်ကြာဆုံးခဲ့တဲ့အတွက်နန္ဒဘုရင်ဟာအမျက်ဒေါသထွက်ပြီးကိုယ်အရက်မှာရှိတဲ့စုပန်ကလျာနဲ့အတူသမီးတော်တို့ကဓာတ်နဲ့ခုတ်တက်ခဲ့တယ်လို့ထိုင်းရာဇဝင်တွေမှာကတော့မှတ်တမ်းတင်ဖော်ပြကြပါတယ်။မြန်မာရာဇဝင်မှာတော့ထိုအချက်ကိုမှတ်တမ်းတင်ထားခြင်းမရှိပါဘူး။စုပန်ကလျာဟာမိတို့ညီပုံတည်ဆုံးသွားသည်ကိုမြန်မာသမိုင်းမှာတော့မှတ်တမ်းတင်ထားခြင်းမရှိပါဘူး။စုပန်ကလျာ၏အယုပြောင်ကိုထိန်းသိမ်းထားတဲ့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ရှိစိတ်ကလစေတီအတွင်းရှိစုပန်ကလျာနန်းနန်းကိုလာရောက်ဖူးမြော်သူတွေစုတောင်းသူတွေဟာလည်းယနေ့တိုင်တည်ရှိနေပါတယ်။ဒါကတော့မြန်မာရာဇဝင်မှာမြန်မာဘုရင်မင်းတရားကြီးရဲ့မိဖုရားတစ်ပါးဖြစ်ခဲ့ဦးတဲ့ယုဒ္ဓရာမင်းသမီးစုပန်ကလျာအကြောင်းပဲဖြစ်ပါတယ်။ယခုတည်းစုပန်ကလျာမင်းသမီးအကြောင်းကိုသိတဲ့သူများရှိရင်ကွန်မန့်မှာမှတ်ချက်ရေးသွားပေးနိုင်ပါတယ်။ထပ်ပြီးသိလို့တဲ့အကြောင်းအရာများရှိရင်လည်းထပ်ပြီးရေးသွားပေးနိုင်ပါတယ်။အဆုံးလေးကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်။